ကဲအားလုံးပဲမင်္ဂလာပါ Football Day ရဲ့ channel အနေပြီးညီကိုတို့အားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်မနေ့ကကျွန်တော်ရဲ့ video ကိုကြည့်လိုက်ရတဲ့ brother တွေ Manchester United တို့ goal ပို့ခဲ့တဲ့အတွက်လမ်းလိုက်မယ်လို့ထင်တယ်ပျော်ရွှင်မှုရလိုက်မယ်လို့ထင်ပါတယ်ဗျကျွန်တော်ရဲ့ Telegram channel မှာချပေးခဲ့တဲ့ Derby ပွဲဟာဆိုရင်လည်း body အောင်ခဲ့သလို goal လည်းပေါ်ခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ Telegram channel မှာရှိနေတဲ့ညီကိုတွေအားလုံးပဲရလိုက်မယ်လမ်းလိုက်မယ်လို့ထင်ပါတယ်ဗျOkay ကျွန်တော်ရဲ့ video ကိုကြည့်မိတဲ့ brother တွေအားလုံးလည်းသတိထားမိလောက်မယ်ထင်တယ်10ရက်သက်တိုက်ရှိနေပြီကျွန်တော်ရဲ့ video တွေကအောင်နေတဲ့ video တွေကိုတင်ပေးနေတယ်ဆိုတာကို Telegram channel ကိုမ join ရတဲ့ညီကိုတွေရှိရင်လည်းကျွန်တော်ရဲ့ Telegram channel လေးကိုလာရိုက်ပြီးတော့ join မိကြဖို့ကျွန်တော်ဒီကနေပဲဖိတ်ခေါ်လိုက်ပါစေခင်ဗျ Okay ဒီနေ့ညမှာ EFM Plus ရှုံးထွက်ပွဲစဉ်တွေက 100% အနိုင်ရစေမယ့်ပွဲကောင်းတစ်ပွဲကိုကျွန်တော်ရဲ့ brother တွေအတွက်ကျွန်တော်ကနေပြီးတော့ရွေးချယ်ပြီးတော့သုံးသပ်ပေးမှာပဲဖြစ်ပါတယ်ဗျအပွဲကတော့ Cardiff City နဲ့ Chelsea ပွဲပဲဖြစ်ပါတယ်ပေါက်ချေးလေးအနေနဲ့ကတော့ချေးပြန်ကျသွားခဲ့တဲ့ Chelsea တို့ကနှလုံးကိုအပြည့်နိုင်ပျော်ရွှင်မှုပေးထားတာကိုကျွန်တော်တွေ့ရတယ်ဗျကိုပေါင်းလေးအနေနဲ့ကတော့3လုံးအသေးကြီးပေးထားတာကိုတွေ့ရတယ်ဟက်ဒ်ဝဲရာ Chelsea တို့က Cardiff City အသင်းကိုထိတ်တိုက်တွေ့ဆုံမှု၄ကြော့မှာ၄ခါစလုံးပဲအနိုင်ရရှိထားတာကိုလည်းကျွန်တော်တွေ့ရတယ်ဗျ Cardiff City တို့အနေနဲ့နောက်ဆုံး5ပွဲမှာ4ပွဲနိုင်1ပွဲရှုံးရလက်ထွက်ထားတယ် EFM ပွဲစဉ်တွေမှာလည်းဘန်လီတို့ကိုအနိုင်ရရှိထားပြီးတော့အခြေအနေကောင်းနေတာကိုကျွန်တော်တို့တွေ့ရတယ်ဗျ Chelsea တို့ကတော့နောက်ဆုံး5ပွဲမှာ2ပွဲရှုံး2ပွဲသေးရင်နဲ့လောလောလတ်လက်ကပဲ Everton ကိုအိမ်ကွင်းမှာအနိုင်ရရှိထားတယ်ဗျချေးရဆိုရင်တော့ Chelsea တို့အဝေးကွင်းမှာချေးမောင်ခဲ့တာကြာပြီနောက်ခံလူကူကူရဲလာဟာဆိုရင်လည်းအနီကတ်ထိထားတဲ့အတွက်ဒီပွဲစဉ်မှာတော့ပါဝင်နိုင်ခြင်းမရှိဘူးဗျ Chelsea တို့အနေနဲ့ EFM ဖလားပွဲစဉ်မှာနောက်ဆုံး Wood အသင်းနဲ့တွဲဆောင်ခဲ့ပြီး 3-4 ဆိုတဲ့ရလတ်နဲ့အတူရေကုန်ရေကန်ကစားထားတယ်ဒီပွဲမှာ Chelsea တို့အနေနဲ့နိုင်မှာတေချာပေမဲ့ကျင်းမြောင်းတဲ့ရလတ်နဲ့ပဲနိုင်သွားမယ်လို့တော့ကျွန်တော်ကထင်တယ်ဒါပေမဲ့တခုတတိထားစရာရှိတာကတလောကလုံးကချေးနောက်လိုက်နေကြတဲ့အချိန်မှာအဝေးကွင်းကျင်းမအောင်ခဲ့တဲ့ Chelsea အနေနဲ့ဒီတစ်ချိန်မှာတော့ကျင်းအောင်တင်ပြီလို့ကျွန်တော်ကတော့ထင်နေတယ် Chelsea body ကြိုက်တယ်ကျွန်တော်ရဲ့ brother တွေအတွက် Chelsea body ကိုရွေးချက်ပေးခြင်းနဲ့ဂိုးပေါင်းလေးရဆိုရင်တော့ဂိုးဘော်လေးကိုရွေးချက်ပေးခြင်းပါတယ်ဗျစောင်းတိကြည့်သွားပေးတဲ့အတွက်ညီကိုတို့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဒီပွဲကောင်းလေးမောင်တဲလေးလည်းတင်ဆက်ပေးသွားမှာမလို့ကျွန်တော်ရဲ့ Telegram channel လေးကိုလည်းလာရောက် join ပေးကြပါအောင်ဗျ